တထောင်နှစ်ထောင်တော့မရှိဘူးစားဖို့ဆိုမစားတဲ့ခါလည်းမစားဘူးရှင်တော့ဟုတ်လား17သိန်း နော် အဲ့ရနေကျမ်းမာရေးမကောင်းတော့မြန်မာနိုင်ငံပြန်ရောက်လာ အခုအဲ့ရ ဒီရောက်တော့ဒီများကြီးမှာအခုသွားပြီးတော့ဘာတွေလုပ်ရလဲ ကြုံရင်တော့အဝတ်တွေပါရှင်အဝတ်တွေလျှော်တယ်ထမင်းကျွေးတယ်သူတို့ထမင်းကျွေးစားဝါကြီးဆိုစားတယ်ဒီနေ့လည်းအဲ့မှာပဲဟိုဘက်မှာပဲစား ဒီနေ့ဘယ်လောက်ရ ဒီနေ့ဘယ်လောက်ရမဟုတ်ဘူးလေအဝတ်အခုဟိုနာပေါ့ကြည့်ပြီးပေးတာပေါ့9000လဲရရင်ရတယ်ဇလုံးနှလုံးပဲဖြစ်ဖြစ်ဟို3လုံးပဲဖြစ်ဖြစ်ကြည့်ကြကိုလည်းဒီနာပန်းကြီးဆိုတော့လို့လဲနားတယ်တာတယ်မဟုတ်ဘူးပေါ့ထမင်းကျွေးလဲအချိန်မီလာစား ဒါအခုလက်ရှိဆိုရင်အခက်ခဲတွေဆိုရင်ဘာအခက်ခဲတွေရှိမလဲ အခုခက်ခဲရတော့ခုထမင်းဟိုးဆိုလဲချက်စားလို့မရတော့ဘူးပြက်အကုန်လုံးဝယ်ရောက်ချမ်းရမှာအိမ်ဆိုလဲဟိုမှာနေလို့မရတော့အဲ့ဒီထမင်းတွေပါရဝယ်စားရတယ်ပတ်စံရှိရင်တော့ပတ်စံမရှိတဲ့ခါကျတော့အဲ့လိုပဲသူများရင်ကျွေးရင်တော့စားလိုက် အခုဒီဒါနာမည်ကိုလွင်ဟုတ်လားကိုလွင်ရဲ့ဒုက္ခရောက်နေတယ်ပေါ့နော်ကျမ်းမာရေးလည်းမကောင်းဘူးဒီသားပါနှစ်ယောက်ဒုက္ခရောက်နေတယ်ဆိုပြီးတော့ကိုလွင်ရဲ့တငယ်ချင်းမိတ်ဆွေတွေကနေကိုလင်းကိုကူညီချင်တာနော် ဟုတ် တငယ်ချင်းမိတ်ဆွေတွေကနေကူညီချင်တာဆိုတော့ဒီထိုင်းမှာတော့စုံခဲ့တဲ့တငယ်ချင်းတွေပေါ့နော်အဲ့တငယ်ချင်းကဘယ်သူလဲအခုကူညီတဲ့တငယ်ချင်းဘယ်သူဖြစ်မလဲ အသိတဲ့လူတွေကတော့တော်တော်များများရှိတယ် ဟုတ်လား อืม အဲ့သူ့ရဲ့နာမည်ကကိုကျော်နိုင်တို့ဘာလို့ဦးကျော်နိုင် သိတယ် သိလား အဲ့ဒါတယုံနဲ့ပဲလုပ်ခဲ့ အန်တီမွန်တို့ သိတယ် ကိုမျိုးမင်းတို့ သိတယ် ကိုလာမင်းမမိုးဟန် သိတယ် နော် သိတယ်သိ သူတို့တွေနဲ့အရန်ရင်းနှီးခဲ့တာပေါ့ တယုံနဲ့လုပ်ခဲ့တာ အခုသူတို့ကကိုလွင်ဒုက္ခရောက်နေတာကိုသူတို့ကမကြည့်ရဘူးမကြည့်ရတော့သူတို့တငယ်ချင်းတွေစုပေါင်းပြီးတော့ကိုလွင်ကိုဟောနော်အဆင်ပြေအောင်သူတို့ကူညီချင်တာ ဩ နော်အဲ့တော့ပတ်စံလေးတွေယူပေးလိုက်တယ်ကိုလွင် အဲ့လိုသူတို့တွေရှိသေးရဲ့ကွာ သူတို့တွေရှိသေးတယ် ဟော ရော့ရော့ဒီမှာ17သိန်းနော်အဲ့17သိန်းကအခုတငယ်ချင်းပေါင်းတင်နေကိုလင်ဒုက္ခရောက်နေတာမကြည့်ရလို့ဆိုပြီးတော့ကူညီတော့အခုကိုဒုက္ခရောက်နေတဲ့အချိန်မှာကိုတငယ်ချင်းပေါင်းတင်နေကူညီတယ်ဆိုတော့ရှင်ထဲမှာဒါဘယ်လိုခံစား ရင်ထဲမှာပျော်တယ်တကယ် ဟ ဘယ်လိုပြောမှန်းတော့မသိ ိုတငယ်ချင်းတွေကကြည်နေတယ်အခုကူညီပေးတဲ့တငယ်ချင်းတွေကကြည်နေတယ်တငယ်ချင်းတို့ဘာပြောမလဲဒီက ဟုတ်တကယ်ကြီးတို့အရန်ဝမ်းသာတယ်လို့ ရလည်းဝမ်းနေတယ် တငယ်ချင်းတွေကိုဒီလိုကူညီလိုက်မယ်လို့ထင်လား အဲ့လိုသူတို့တွေတေဝါကြီးလို့ထင်လို့ ဟော အကုန်လုံးတေနေပြီဆိုလို့ အခုကြည်နေတယ်တငယ်ချင်းတွေကစုပြီးတော့ဘိုးလို့ တထောင်နှစ်ထောင်တော့မရှိဘူးပတ်စံတော်တော်မကြည့်တာတော်တော်စားဖို့ဆိုမစားတဲ့ခါလည်းမစားဘူးရှင်တော့ ဟုတ်လား မစားဘဲနဲ့ကိုပေါ့တုံးလုံးလေးလဲ ပတ်စံမရှိလို့မစားရ ဘသူကြီးမှလည်းကိုဘန်ကောက်မှာထမကြချခံရတယ်ဆိုပြီးမကောမပြောတဲ့လူတွေရှိမှဆိုလို့လေဘသူ့မှလည်းအရင်ဟိုးတော့မပြောဘူးမကောပြေဘူးဟိုအရက်လဲရလာတယ်ဆိုပြီးတော့အကုန်လုံးတေဝါကြီးဆိုလို့အဲ့ရလူတွေလည်း အခုတငယ်ချင်းတွေကအခုကိုလင်ဒုက္ခရောက်နေတာသူတို့သိသွားတယ်သိလဲသိရောကိုလင်ကိုသူတို့စုပေါင်းပြီးတော့နာမည်ပြောပြမယ်ဦးကျော်နိုင်က9သိန်းကိုလင်ကိုစုပေးတယ်အန်တီမိုးက1သိန်းနောက်ပြီးကိုမျိုးမင်းကဘတ်900ကိုလှမင်းကဘတ်900နောက်ပြီးတော့မမိုးမိုးဟန်က900မမေသစင်ဦးက900ညိုကြီးတဲ့ ညိုကြီး အေးညိုကြီးက900မအီစင်က200ကိုတန်းဆိုတာ200မတူစာမြစ်က250နောက်မတင်းတင်းက250ကိုဖိုးချက်က200ကိုဖိုးချက်က200ကိုကလာ200အားလုံးပေါင်းမြန်မာငွေနဲ့ဆိုရင်17သိန်းအဲ့လှူတဲ့လူတွေကဒါတငယ်ချင်းတွေပေါ့ဟုတ်လားနော် တကယ်ကြီးတယုံနဲ့လုပ်ခဲ့ ပေါ့နော်ကိုတကယ်ဒုက္ခရောက်တဲ့အချိန်မှာဒါဟိုတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းပြည်သားသားနဲ့ပေါ့နော်ကိုကိုညီစောင့်ရှောက်ပေးတယ်ဆိုတော့ဒါဝမ်းသာမှာပေါ့နော်တကယ်လည်းဒုက္ခရောက်နေတာဟုတ်နော်ဒါကတော့ဒီပေါ့နော်ဒီဘန်ကောက်သူကဘန်ကောက်နော်ဒီဘန်ကောက်ကနေပြီးတော့ဒီကိုလွင်နဲ့ပေါ့နော်အလုပ်အတူတူလုပ်ခဲ့ဘူးတဲ့တကယ်ချင်းမိတ်ဆွေတွေကနေပြီးတော့မှကိုလွင်ဒုက္ခရောက်နေတယ်ဆိုပြီးတော့သူအဖေကြီးနဲ့ပေါ့နော်ဒုက္ခအရန်ရောက်နေတယ်ကျမ်းမာရေးလည်းမကောင်းဘူးဆိုတော့သူတို့ကနေပြီးတော့လှမ်းပြီးတော့ကူညီပေးတာပေါ့နော်
ကူညီပေးတာကိုအခုလက်ခံရရနော် ဟုတ်ကဲ့ 17သိန်းတိပါနော်17သိန်းကိုကျွန်တော်ဘယ်ကမှလည်းမလျှော့ပါဘူးလမ်းစီလည်းမလျှော့ပါဘူး KB လည်းမလျှော့ဝေးလည်းမလျှော့ဘာမှမလျှော့ပါဘူး17သိန်းအတိရောက်တယ်နော် ဟုတ် အဲ့တော့တငယ်ချင်းတွေကိုကျေးဇူးတင်တဲ့စကားလေးပြောပေးလိုက် အရန်ကျေးဇူးတင်တယ်လို့အခုလိုချိန်မှာကူညီပေးတာတကယ်တော်တော်လေးကိုအရန်လည်းဝမ်းသာပါတယ်လို့တော်တော်လေးကျေးဇူးလည်းတင်ပါတယ်လို့စားစရာမရှိတောက်စရာမရှိဖြစ်နေတဲ့အချိန်မှာဝမ်းသာတယ်တကယ်ဒုက္ခရောက်နေတဲ့အချိန်မှာ1000 2000မနေ့ အခုပတ်စံရပါပြီနော်ကိုညှော်လင်းချက်ရှိသွားပြီဟမ်အဆင်ပြေပါစေနော်ကဲအခုလှူဒန်းကူညီပေးတဲ့ဒီကိုမောင်နှမတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ အခုလိုကူညီပေးတဲ့အတွက်အရန်လည်းကျေးဇူးတင်တယ်နော်အရန်တင်တယ်လို့နော် ရတယ်ကျွန်တော်တို့အခုလိုကူညီပေးတဲ့အတွက် ရ နော် ပါတယ်အဆင်ပြေပါစေနော်ဟုတ်ကဲ့ပါ